စာပညာရဲ့ဓာတ်ကောက်ရှင်အပိုင်းရှိဒီလိုဆုံးတရားရှင်းခိုရဲ့လောက်ရက်တွေကိုသိပြီးသွားတဲ့နောက်မှာရှင်းခိုကိုအကြီးကျယ်ဒေါသထွက်ပြီးတော့ပါရိုက်လိုက်ပါတော့တယ်။သူပိုင်ဆိုင်သမျှတမိုးကြီးရာအလုံးကိုရှင်းခိုအတွက်ပေးခဲ့ပြီးမြဲဘာလို့ခုလိုသစ္စာဖောက်ရတာလဲလို့မေးခဲ့တဲ့အခါမှာတော့ဒီပစ္စည်းတွေအလုံးကသူမရဲ့အချက်နဲ့လဲလှယ်ခဲ့ရတဲ့ပစ္စည်းတွေဖြစ်တဲ့အကြောင်းဘာမှအသုံးမကျတဲ့လျှို့လို့ဆောင်အတွက်ဘာမှမပေးဆက်နိုင်တော့တဲ့အကြောင်းရှင်းခိုကပြန်ပြီးပြောခဲ့ပါတယ်။တင်းဖုတ်ပြန်လာတာကလည်းလျှို့လို့ဆောင်ကိုတက်စာချိမှာဖြစ်တဲ့အကြောင်းပြောခဲ့ပြီးတော့လျှို့လို့ဆောင်နဲ့နေရတာကသူမအတွက်တေလူနဲ့မရှာဖြစ်နေတဲ့အတွက်သူမကိုတက်ပြစ်ဖို့ရှင်းခိုကတောင်းဆိုခဲ့ပါတယ်။ဒီလိုနဲ့လျှို့လို့ဆောင်ကရှင်းခိုကိုဒေါသတကြီးနဲ့အိမ်တော်ကနေနှင်ထုတ်လိုက်ပြီးတော့ရှင်းခိုတယောက်လမ်းပေါ်ရောက်သွားခဲ့ရပါတော့တယ်။ရှင်းဦးတရားလျှောက်သွားရင်းနဲ့ပဲနောက်ဆုံးရွယ်ရွယ်ဆန်အိမ်တော်ကြီးကိုရောက်သွားခဲ့ပါတော့တယ်။တစ်ဖက်မှာတော့လျှို့လို့ဆောင်ကသူ့မှာယုံကြည်ရမယ့်လူတယောက်မှမရှိတော့တဲ့အကြောင်းတွေးရင်ဒေါသတွေထွက်နေခဲ့ပါတော့တယ်။ဒီအချိန်မှာလမ်မင်းကလေးကသူမကိုယုံကြည်လို့ရတဲ့အကြောင်းပြောဆိုစီရင်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ရင်သူကတူညီတဲ့အတွက်သူမကိုတော့အပြေအဝယုံကြည်လို့ရတဲ့အကြောင်းပြောလာခဲ့ပြီးတော့တင်းဖုံကိုအနိုင်ပိုင်းဖို့အတွက်တိုင်းကွက်သုံးကွက်တင်ပေးမှဖြစ်တဲ့အကြောင်းဂရုပေးခဲ့ပါတယ်။ဒါပေမဲ့တိုင်းကွက်တစ်ခုတင်မပေးခင်မှာသူမခိုင်းတဲ့အလုပ်ကိုလုပ်ပေးရမှာဖြစ်တဲ့အကြောင်းပထမဆုံးအလုပ်ကတော့လျှို့လော့ဆောင်ရဲ့ဆရာဖြစ်တဲ့ဦးတန်တိုင်းသမားရှင်းစုပ်ကျွတ်ကိုလှုပ်ကြံရမှာဖြစ်တဲ့အကြောင်းပြောခဲ့ပါတယ်။လာမယ့်အပတ်မှာသူ့ဆရာရဲ့အသက်80ပြည့်မွေးနေ့ရှိတဲ့အတွက်အဲ့ဒီအချိန်ကလှုပ်ကြံဖို့အကောင်းဆုံးအချိန်ဖြစ်တဲ့အကြောင်းလန်လန်ကပြောခဲ့ပါတယ်။လျှို့လော့ဆောင်ကတော့ဆရာဖြစ်တဲ့အတွက်ဘယ်လိုလုပ်မလဲဆိုတာကိုဆက်ပြီးစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့တင်းဖုံကသူ့အိမ်ချေရောက်လာတဲ့ရှင်းခိုကိုကယ်ထားခဲ့ပါတယ်။ရှင်းခိုနိုးလာတဲ့အခါမှာတော့သူမကိုအသုံးချဖို့ခုလိုကယ်ထားတာဖြစ်တဲ့အကြောင်းစကားနာထိုးပါတယ်။ရှင်းခိုကတော့သူ့အတွက်ဘယ်လိုပဲလုပ်ပေးရပါစေသူ့အနာမှာနေနိုင်ဖို့စူးစမ်းမှာဖြစ်တဲ့အကြောင်းပြောခဲ့တဲ့အခါမှာတော့ရှေ့မှာရှိတဲ့တိုင်းကျန်းတွေအကုန်လုံးကိုတစ်လအတွင်းရအောင်လေ့ကျင့်ဖို့ပြောခဲ့ပါတယ်။တိုင်းနဲ့မရင်းနှီးတဲ့ရှင်းခိုအတွက်ခက်ခဲမဲ့အရာဖြစ်ပေမဲ့ရှင်းခိုကတော့လက်ခံခဲ့ပါတယ်။ဒီလိုနဲ့ဝူတန်ဆရာကြီးရဲ့မွေးနေ့ပွဲကိုရောက်လာခဲ့ပါတယ်။တိုင်းလောကသားတိုင်းကပျော်ပျော်ရွှင်ရွှင်နဲ့ကောင်းချီးတွေပေးနေခဲ့ကြပါတယ်။လျှို့လို့ဆောင်ရောက်လာတဲ့အခါမှာတော့မူပြတ်နေမှန်းသိလို့တီးတန့်ခန်းထဲမှာစကားပြောဖို့ခေါ်သွားခဲ့ပါတယ်။ဒီလိုနဲ့ရှီဟောင်းနှောင်းဖြစ်တွေပြောနေရင်အခွင့်အရေးရတာနဲ့လျှို့လို့ဆောင်ကသူ့ဆရာကိုလောက်ကျန်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့သူ့ဆရာစီကနေအမြန်ဆုံးပြေးထွက်လာခဲ့ပါတယ်။ဒီမြင်ကွင်းကိုဆရာရဲ့လက်ထောက်ကလည်းမြင်သွားခဲ့ပါတယ်။လျှို့လို့ဆောင်ကလမ်မင်းကလေးစီကိုအပြေးသွားခဲ့ပြီးတော့သူမပေးတဲ့တာဝန်ကိုသူလုပ်ခဲ့ပြီးဖြစ်တဲ့အကြောင်းပြောလာခဲ့ပါတယ်။ဆရာတော်တက်ရဲလောက်တဲ့အထိစိတ်ရိုင်းတွေဝင်နေတဲ့လျှို့လို့ဆောင်အကြောင်းကိုတင်းဖုံသိသွားတဲ့အခါမှာတော့တင်းဖုံတယောက်ကျဉ်းနေခဲ့ပါတယ်။တင်းဖုံကြောင့်ဆရာကိုတတ်တဲ့စိတ်ကိုလန်လန်ကနားလေသွားတဲ့အခါမှာတော့လျှို့လို့ဆောင်ကပို့ပြီးတော့ယုံကြည်လာခဲ့ပါတယ်။လန်လန်ကတော့သူကတိပေးထားတဲ့အတိုင်းတာဝန်တစ်ခုပြီးတဲ့အတွက်တိုင်းခွက်တစ်ခုတင်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီတိုင်းခွက်ကအရန်ကိုလွယ်လွန်းခဲ့တဲ့အတွက်လျှို့လို့ဆောင်ကအံ့ဩနေခဲ့ပါတယ်။ဒါပေမဲ့လည်းလန်လန်ကိုအပြည့်အဝယုံကြည်ပြီးတော့အဲ့ဒီတိုင်းခွက်ကိုကျွမ်းကျင်အောင်လေ့ကျင့်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ဒုတိယတစ်ချက်အနေနဲ့လန်လန်ကသူ့ရဲ့ဂိုင်းတူအကိုလောက်ကျန်ဖို့ထပ်ပြီးတော့ခိုင်းခဲ့ပါတယ်။လျှို့လို့ဆောင်ကဂိုင်းကိုပြန်သွားဖို့မဖြစ်နိုင်တော့တဲ့အကြောင်းပြောလာတဲ့အခါမှာတော့ဂိုင်းတူအကိုကိုယ်တိုင်လျှို့ဆိုင်ချီကိုရောက်လာမှဖြစ်တဲ့အကြောင်းလန်လန်ကပြန်ပြောခဲ့ပါတယ်။လန်လန်ပြောတဲ့အတိုင်းပဲဆရာအစာကလေးစားရှိဖို့ဂိုင်းတူအကိုကရောက်လာခဲ့တာဖြစ်တဲ့အတွက်သူတို့နှစ်ယောက်အပြန်အလှန်ရှင်ပြိုင်တိုက်ခိုက်ပြီးနောက်ဆုံးမှာတော့လျှို့လို့ဆောင်ကအနိုင်ရသွားခဲ့ပါတယ်။လူနှစ်ယောက်ကိုတတ်ခိုင်းခဲ့မိတဲ့အတွက်ရှင်းရှင်းကအပြစ်ရှိတယ်လို့ခံစားနေကြရပါတယ်။နောက်ဆုံးအနေနဲ့လျှို့လို့ဆောင်ကိုခိုင်းဖို့တုံ့ဆိုင်နေခဲ့ပြီးမြဲတင်းဖုံကတော့ရှင်းရှင်းအပေါ်အပြည့်အဝယုံကြည်နေတဲ့လျှို့လို့ဆောင်ကိုကြည့်ပြီးအားရကြည်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းပိုင်းချမ်းတွေကိုလိလာနေတဲ့ရှင်းခိုတယောက်အားနေနေခဲ့ပါတယ်။ဒါပေမဲ့လည်းတင်းဖုံအစ်စ်ပြတ်သွားမှဆိုတဲ့အတွက်သူ့ကိုယ်သူအားတင်းပြီးတော့အတိုင်းကိုဆက်ပြီးလိလာနေခဲ့ပါတယ်။လန်လန်ကတော့လျှို့လို့ဆောင်ကိုနောက်ဆုံးလောက်ရမယ့်တာဝန်ကိုပြောပြလိုက်ပါတယ်။ဈေးရီးကထမင်းဆိုင်မှာလူတယောက်ကိုတက်ရမှာဖြစ်တဲ့အကြောင်းပြောလာခဲ့ပါတယ်။အဲ့ဒီလူကလျှို့လို့ဆောင်ရဲ့မိတ်ဆွေရင်ဖြစ်နေခဲ့ရင်တော့တက်ရမှာဖြစ်တဲ့အကြောင်းလန်လန်ကပြောခဲ့ပါတယ်။နာမည်မပြောပြပဲတက်ခိုင်းနေတဲ့အတွက်အဲ့ဒီလူကိုမြင်အရန်အံ့ဩသွားမှဖြစ်တဲ့အကြောင်းအင်ဂျီအနီယာဝတ်ထားတဲ့လူဖြစ်တဲ့အကြောင်းလန်လန်ကပြောခဲ့ပါတယ်။
ဒီလိုနဲ့လျှို့လွတ်ဆောင်ကစားတောက်ဆိုင်မှာတနေကုန်သွားပြီးတော့စောင့်နေခဲ့ပါတယ်လူတွေအကုန်လုံးကုံတလောက်နေပါဖြစ်သွားတဲ့အခါမှာတော့အနီအောင်ဝတ်ဆောင်ရှုံထားတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီမိန်းကလေးကတော့လန်လန်ပဲဖြစ်နေခဲ့ပါတယ်ဒီအခါမှာတော့လျှို့လွတ်ဆောင်ကတုံလို့သွားခဲ့ပြီးတော့သူမကိုတိုက်ဖို့တွန်းဆုံနေခဲ့ပေမဲ့လန်မင်းကလေးကတော့သူမကိုတိုက်ဖို့တိုက်တုံပြောဆိုနေခဲ့ပါတယ်ဆရာဖြစ်သူကိုတော့တတ်နိုင်ပြီးတော့ဘာလို့သူမကိုမတတ်နိုင်ရတာလဲလို့မေးတဲ့အခါမှာတော့လန်မင်းကလေးကိုတက်လိုက်ရင်သူ့ဘဝကပိုပြီးထီးကျန်သွားနိုင်တဲ့အကြောင်းလျှို့လွတ်ဆောင်ကပြောပြလာခဲ့ပါတယ်ဒါကြောင့်လန်မင်းကလေးတင်ထားပေးတဲ့တိုင်းနှက်ကွက်နဲ့တင်းဖုံကိုနိုင်ဖို့ယုံကြည်ချက်ရှိတဲ့အကြောင်းပြောပြီးထွက်သွားခဲ့ပါတော့တယ်အဲ့ဒီနောက်မှာတော့တင်းဖုံနဲ့တိုင်းရှင်းရှင်ဖို့ဆာလွာပါပြီးစင်ခေါ်ခဲ့ပါတယ်တင်းဖုံကတော့အပျော်ကြီးပျော်နေခဲ့ပြီးတော့ပြိုင်ပွဲနေ့မှာအောင်ပွဲခံဖို့အကုန်လုံးပြင်ဆင်နေခဲ့ပါတယ်အညိုကြီးလွန်းနဲ့တင်းဖုံကိုကြည့်ပြီးရှင်းရှင်းတယောက်ပူလောင်နေခဲ့ရပါတယ်ယူလဆောင်ကိုတနာသွားပြီးတော့တိုင်းခွက်တွေရဲ့ပုံစံအမှန်ကိုပြောပြခဲ့ပါတယ်သူမတင်ပေးခဲ့တဲ့တိုင်းခွက်တွေကလည်းကလေးတွေအတွက်ကစားနိုင်တဲ့အကွက်တွေဖြစ်မှန်းသိခဲ့ရတဲ့နောက်မှာတော့လျှို့လော့ဆောင်တစ်ယောက်အယူမီပိုင်းဖြစ်ခဲ့ရပါတယ်။တင်းဖုံကိုလည်းလျှို့လော့ဆောင်ကိုအကြောင်းဆုံးပြောပြလိုက်ပြီးဖြစ်တဲ့အတွက်တင်းဖုံကတော့အရှင်းရှင်းကိုစူနေခဲ့ပါတယ်။သူစ조사ထားခဲ့တဲ့ဟာတွေကိုအလကားဖြစ်အောင်လုပ်ခဲ့တဲ့အတွက်ရှင်းရှင်းကိုစူပူနေခဲ့ပါတယ်။ဒီအချိန်မှာတော့ချင်းခိုကလျှို့ဆန်အင်ကိုပြင်သွားခဲ့ပြီးတော့လျှို့လော့ဆောင်နဲ့ရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။